မင်္ဂလာပါနော်ဒီနေ့မှာတော့ကျွန်တော်မလေးစကားကိုပြောမှာမဟုတ်ပါဘူးเนาะကျွန်တော်ထမင်းစားလို့တတိယလို့ဂျုံလို့ရိုက်ပြီးပြတာပါကျွန်တော်ဒါဒီညနေစားတဲ့ဟင်းလေးတွေဗျာနော်ဒါကတော့ကျွန်တော်ဖယုံသီးဟင်းပေါ့နော်ဖယုံသီးဟင်းဆိုတာကတော့ကျွန်တော်တို့ဖယုံသီးကိုကြတော့လာဘူးပေါ့နော်ဒီကာရီလာဘူးပေါ့ဒီကောင်ကကြတော့ပြောင်းမှုဗျာနော်ပြောင်းမှုကိုကြတော့မလေးလို့ဂျာကုန်းလို့ခေါ်တယ်ဒီကောင်ကတော့ငားဟင်းပေါ့နော်ငားဟင်းကတော့အီကန်ကာရီပေါ့ဗျာနော်ဒါကျွန်တော်အများဆုံးပြောပြတာဖြစ်ပါတယ်ဒီဘက်ကတော့ကျွန်တော်တို့စိတ်သားဟင်းပေါ့နော်စိတ်သားဟင်းကတော့ဒီကမ်ပိန်းပေါ့နော်ကာရီကမ်ပိန်းမှာပြောလို့ရတယ်ဆိုတော့ဒီထဲမှာပါတဲ့ဟာလေးတွေကိုကျွန်တော်သတိရလို့ပြောပြတာဖြစ်ပါတယ်ပြီးတော့ဒီပကံလုံးပေါ့နော်ဒီပကံလုံးလေးကိုကြတော့မန်ဂိုလို့ခေါ်တယ်နော်ဒီပကံလုံးလေးတွေအော်တကစကားမဆက်ဒီကျက်သွန်ပြူလေးတွေကတော့ဒါဒီဘာဝမ်ပူသေးပေါ့နော်ဒါတော့တို့စားတဲ့ဟာလေးတွေပါဒီဇွန်းကတော့စူဒူပေါ့နော်ဇွန်းကိုစူဒူလို့ခေါ်တယ်ပကံလုံးမန်ဂိုပြီးတော့ဒီပကံများကိုကြတော့ကျွန်တော်တို့ပင်ကန်းလို့ခေါ်တယ်နော်ဒါကတော့လာဘူးဒီကာရီပေါ့နော်ပြောင်းမှုဒါလေးတွေကိုကျွန်တော်ကြုံလို့ပြောပြတာဖြစ်ပါတယ်ဗျာနော်ဘာမှတော့မဟုတ်ပါဘူးအဲ့ဒါလေးလာပြပြတာပါကျေးဇူးတင်ပါတယ်အားလုံးပဲဆင်ပြေကြပါစေ